산다 왜 뼈로야 마법이야. 저런 산다가로 로우와 옷동 비롱 따인다 뭐 너. 냥잔도 하비로 너. 비루시 지게 냥도 하비로 너. 스포리 로우와 약사인 도와래 하고 저런로 민진다 뭐 너. 비로 고노 또대 자매 너. 솔로시 시롱 자매 에이 자매 너. 엘로 민진다 뭐. 바비로 해서 에디로 배 이 빌로마 보정산에 들어가 너. 이 다인자 강성들이 애로 민게라. 애시마 조치래 너. 또 다인비를 양 치တဲ့ ပုံကိုယ် 다인자 강성들이 야래 보정산에 별로 치တယ်ဆိုတာ ပြောမနေတော့ သူ အကြောင်းကိုကျွန်တော်အထုပ်ပတိကိုဖတ်လို့ရှိရင် သူ့ရဲ့ဗမာပြည်သူတွေလည်းတကယ်ချစ်တယ်သူကနော်မျိုးချစ်စိတ်လည်းအင်မတန်ပြင်းထန်တယ်နော်ဗမာမျိုးချစ်ပုဂ္ဂိုလ်နော်မျိုးချစ်ကောင်းဆောင်ကြီးတူပဲနော်နောက်ပိုင်းကျတော့ကျွန်တော်တို့တမျိုးသားတို့ရဲ့နော်ကောင်းဆောင်ဖြစ်သွားတာပေါ့လေနော်ပြည်တော်စုကိုထူထောင်ခဲ့တဲ့ဖခင်ကြီးဖြစ်သွားတာပေါ့လေဆိုတော့အဲ့မျိုးချစ်ပုဂ္ဂိုလ်ဗမာမျိုးချစ်ပုဂ္ဂိုလ်ဘိုးကျော်အောင်ဆန်းကတိုင်းသားတွေနဲ့အတူတူကမြင်ခဲ့တဲ့ vision ကနော်ကျွန်တော်အဲ့ဒါမြင်ချင်တယ်နော်ဗမာတွေကိုလည်းအဲ့ဒါကိုမြင်စေချင်တယ်နော်တိုင်းသားတွေကတော့မြင်တယ်ဗျနော်ဒီစာချုပ်တွေကိုဖတ်ပြီးတော့နော်ပြီးတော့စာချုပ်တွေဖတ်ပြီးတော့ဘိုးကျော်ဆိုင်မင်းကုန်းတွေဖတ်ပြီးတော့တိုင်းသားတွေကမြင်တယ်ဒါပေမဲ့ဗမာကတော့ကြောက်နေတယ်ဗျနော်ကျွန်တော်မြင်တာဖက်ဒရယ်ဆိုလည်းကြောက်ခဲ့တာကိုနော်အရင်တော့ဖက်ဒရယ်ဆိုခွတ်ထွက်ရေးဆိုပြီးတော့နော်အာနာရှင်ဦးနေဝင်းကပြောလိုက်တော့လေယုံတာဟုတ်နော်နှစ်ပေါင်း90လောက်ကိုယုံနေတာနော်အဲ့မှာကျွန်တော်တို့တော်လိုင်းရအများကြီးဟိုနောက်ကျသွားတယ်ဆိုတော့တခါဒီပင်လုံဂရိကဝတ်တွေပဲကြောက်ပြန်ရောခုခါကြတော့ဘိုးကျော်အောင်ဆောင်တော့ချစ်တယ်ဘိုးကျော်အောင်ဆောင်တော့အရင်လေးစားအတိတ်ကိုလေးစားတာနော်ဘိုးကျော်အောင်ဆောင်ကြောင်းနေလဲစာအုပ်တွေအုပ်ပေါင်း100လောက်ထွက်မယ်ထင်တယ်နော်ကျွန်တော်လည်းလမ်းပြီးဆိုတော့ဟိုဝယ်ကြည့်တယ်နော်ဝယ်တယ်အများကြီးတော့မဝယ်နိုင်ဘူးနော်လက်လမ်းပြီးတော့ကျွန်တော်ဗမာပြည်စဝင်ချင်းမှာလက်လမ်းပြီးတော့ဝယ်10အုပ်လောက်တော့ကျွန်တော်ဝယ်ဖြစ်မယ်ထင်တယ်တခုမှအဲ့ဘိုးကျော်အောင်ဆောင်ရဲ့ vision ကိုရေးထားတာမပါဘူးနော်ဆိုတော့ဗမာတိုင်းသားတွေကဒီဘိုးကျော်အောင်ဆန်းရဲ့ဒီပြည်တော်စုအမြင်ပေါ့နော်ဟိုအဝေးကိုတပြောတခေါ်ကြည့်ပြီးတော့သူပြင်ထားတဲ့ vision ကိုသူတို့မမြင်ကြဘူးဘိုးကျော်အောင်ဆန်းကတော့တကယ် visionary leader တူပဲနော်ဒီမှာဆိုဒီလို visionary leader ဆိုတာနှစ်ပေါင်း1000မှာတယောက်တော့ပေါ်တာဒါလည်းအင်မတန်ကောင်းတဲ့လူမျိုးမှာပေါ်တာနော်အင်မတန်ကောင်းတဲ့နိုင်ငံမှာပေါ်တာကျွန်တော်တို့နိုင်ငံကအင်မတန်ကောင်းခဲ့တယ်နော်ဘိုးကျော်အောင်ဆန်းလူနော်တပြောတခေါ်ပြင်နိုင်တဲ့ visionary တယောက်ပေါ်လာခဲ့တယ်အဲ့ခေါင်းဆောင်ကိုလည်းတတ်တဲ့ပြင်နော်သူ့ရဲ့အတွေးခေါ်တွေကိုပါဒီနေ့ထိနော်တခါအားရပါရနော်မယုံရဲသေးဘူးဖြစ်နေတယ်ကျွန်တော်ခံစားရတာပေါ့နော်ယုံရမှလည်းကြောက်တယ်